also we invite you anytime you have a chance, come and fellowship with us. Okay? ကျွန်တော်တို့ဒီနေ့ Master နဲ့အသား Solomon တို့သူကအကူတို့အမတို့နော်မိသားစုမိသားအဖွဲ့တာကျွန်တော်အတင်းတော်နဲ့လိုက်လေးကျိုးဆူခြင်းနဲ့နောက်များမှာလည်းအခွင့်အခါရှိတဲ့ချိန်မှာအချိန်မွေးလာရောက်ပြီးမှမိသားအဖွဲ့ပါလို့အတင်းတော်ကနေခေါ်ဖိတ်ပါတယ်လို့နော်ပြီးတော့ကြီးပွဲပါကူလည်းအားလုံးကျွန်တော်အားလုံးလည်းကုတ်တီးကျဆူကြရအောင် Okay ဖျားသားသမီးတွေကဖျားနဲ့ဝေးလို့မရဘူးเนาะကြာဝေးလို့မရဘူးပေါ့เนาะ Okay you know last couple weeks ago we study from John chapter 5 verse 15 to 23 Jesus equal with God okay he is equal with God in nature and also he is equal with God in works he is equal with God in power he is equal with God in judgment and also he is equal with in honor don't look at it အပတ်မှာ look at it နှစ်ပတ်လောက်မှာเนาะခင်ယေရှုခရစ်တော်ကဘုရားနဲ့တန်းတူရည်တူဖြစ်ခြင်းဆိုတဲ့ဥစ္စာကိုအရာရေးကြီးတဲ့ topic တစ်ခုကျွန်တော်လေ့လာခဲ့တယ်။ तू ကဘုရားနဲ့ဘယ်နေရာမှာတန်းတူရည်တူဖြစ်လဲဆိုရင် तू ရဲ့ဖြစ်ခြင်းเนาะပုဂ္ဂိုလ်တော်မြတ်မှာเนาะ तू ရဲ့ဖြစ်ခြင်းမှာဇာတိဖြစ်ခြင်းမှာ तू ကဘုရားနဲ့တန်းတူဖြစ်တယ်ဆိုတာကျွန်တော်လေ့လာခဲ့တယ်။သူတို့ဘုရားသခင်အဖခမဲတော်အလုတ်တယ်လို့ तू လည်းဖခမဲတော်လုတ်တယ်လို့ तू လည်းလုတ်တယ်ဆိုမှ तू ရဲ့လှုပ်ဆောင်မှုမှာလည်းအတူတူပဲဆိုတာကျွန်တော်လေ့လာခဲ့တယ်။နောက်ပြီးတော့သူကဖျားတကိုးပြတယ်လို့သူကိုယ်တိုင်လည်းဒီလောကမှာသူ့ရဲ့နော် ministry လုပ်တဲ့ချိန်မှာတည်တဲ့ရှင်ပြန်ထားတဲ့အနာငိမ့်တဲ့အားလုံးကအဲ့ဒီတကိုးပြခြင်းကိုဖျားခဲ့လို့သူလှုပ်ဆောင်သွားတယ်လို့ပြောကျွန်တော်လေ့လာခဲ့တယ်နောက်တစ်ခုကသူ judgment နော်တရားစီရင်တဲ့နေရာမှာဖျားနဲ့အတူတူပဲဖျားသခင်ကတရားစီရင်ခြင်းခွင့်အာဏာအလုံးကိုယေရှုခရစ်တော်ဆီမှာပေးထားတယ်ဆိုတာလေ့လာခဲ့တယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့ဖျားကိုအဖခမဲတော်ကိုယူတယ်လို့သားတော်ကိုလည်းယူတယ်ရမယ်သားတော်ကိုယူတယ်ဘူးတေဆိုရင်တော့ဖခမဲတော်ယူတယ်ရောက်တယ်ဒါကြောင့်ကျွန်တော်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အရှင်သခင်မြတ်ယုံကြည်လက်ခံပြီးမှဒူးထောက်ပြီးမှယူတယ်တဲ့ဥစ္စာကအဖခမဲတော်ကိုလည်းယူတယ်ရောက်တယ်เนาะဒါကြောင့်ကျွန်တော်တို့ကတယောက်ကိုယူတယ်မှတယောက်ကိုရှော့ပြီးမှယူတယ်လို့မရောက်စားကျွန်တော်တို့လေ့လာခဲ့တယ်เนาะဒါကြောင့်ကျွန်တော်တို့you know the when back in chapter 5 verse 16 the Jewish religious leader tried to persecute Jesus because he performed miracles such as healing on the Sabbath. You know, they thought this is Sabbath breaking. You know, the Pharisee နော် ကျမ်းတတ်တွေကဘာလို့လဲဆိုရင်ယေရှုခရစ်တော်ကိုနှိပ်ပတ်ညှင်းဆဲဖို့အစဉ်တည်းဖြစ်ကြတယ်။ရောအခန်းကြီး9ငယ်16ကိုကြည့်တဲ့ချိန်ဘာလို့လဲဆိုသူလှုပ်ဆောင်တဲ့အရာကဥပုပ်နဲ့မှာအနာငြိမ်းခြင်းလုပ်တယ် miracle လုပ်တယ်အဲ့ဒါကနော်ဥပုပ်နဲ့ကိုချိုးဖြတ်တဲ့ဥပဒေ39ခုထဲမှာပါတဲ့ဥပဒေကိုချိုးဖြတ်တယ်ဆိုတဲ့ဥစ္စာအဲ့လိုဖြစ်သွားတယ်နော် now even worse in verse 17 to 23 Jesus claiming equal with God in nature equal in work equal in power equal in judgment equal in honor you know breaking the Sabbath rule and claiming equality with God was viewed as severe blasphemy နော်ဖျားနဲ့တန်းတူဖြစ်ခြင်းဆိုတဲ့အရာကိုသူပြောလာတဲ့အချိန်မှာခုနဥပုပ်နဲ့မှာအနာငြိမ်းစာလုပ်ခြင်းနဲ့ပူပြီးမှသူအပြစ်ကကြီးသွားတယ်နော်။ဘာကြောင့်လဲဆိုဖျားနဲ့တန်းတူဖြစ်တဲ့ my God လို့ပြောတဲ့အချိန်မှာငါရဲ့အဖလို့ပြောတဲ့ဥစ္စာကိုလုံးဝလက်မခံဘူးဂျူးလူမျိုးတွေကဖျားခင်ဆိုတာတဆူတဲပဲရှိတယ်သူ့ဆီမှာတားမရှိဘူးအဲ့လိုပေါ့နော်အဲ့ဒါကဖျားကိုပြစ်မှားတာဖြစ်တယ်ဆိုမှပြောတဲ့အချိန်မှာယေရှုခရစ်တော်ပူပြီးမှတတ်ဖို့ကြံစီလာခဲ့တယ်ဆိုတဲ့အရာကျွန်တော်လေ့လာခဲ့တယ်နော် today we also study about very important the topic to resurrection ကျွန်တော်ဒီနေ့ကဘာလေ့လာမလဲဆိုရင်ကျွန်တော်ယုံကြည်သူတိုင်းမှာမရှိဖြစ်တဲ့ထားမြောက်ခြင်းနှမျိုးကျွန်တော်တို့ဒီမကရက်တို့ဂျန်တဲ့လူတွေနော်မဆန်ကျင်တို့ကျွန်တော်တို့ home funeral comforting service တွေချိန်မှာကျွန်တော်တစ်ခါဟောဖူးတာလေဟုတ်တယ်နော်ဒါပေမဲ့အရန်ရေးကြည့်တဲ့ဒီမှာပြန်ပါလာတဲ့ကျွန်တော်ဒီကိုသိရမယ့်အရာဖြစ်တယ်နော်ဒီရှင်ယောဟန်အခန်းကြီး9အငယ်25နဲ့စတယ်နော်ဒါပေမဲ့ဟိုတစ်ပတ်ကျွန်တော်24ကြံခဲ့တယ်24ကနေကျွန်တော်ဒီနေ့စမှာဖြစ်တယ်လို့နော် let's pray for the word of God ဖခင်ရှင်ယေရှုတင်တဲ့ကြောပြင်ဆင်တော်နေ့အတွက်ယေရှုတော်ချီးမွမ်းလို့ဒီနေ့နှုတ်ကပတ်တော်ယုံကြည်သူများမယုံကြည်သူများထမြောက်မဲ့အချိန်ရှိပါတယ်ထမြောက်ခြင်းနှမျိုးကြောင့်သားမျိုးတို့လေ့လာရမှာဖြစ်ပြီးထမြောက်ခြင်းနှမျိုးဒီနေရာမတူပါဘူးကိုရရှင်ဖျားဒီနေ့သားမျိုးတို့နားလေနိုင်တော့ဝိညာဉ်မျက်စိဝိညာဉ်နားကိုဖွင့်လိုက်ဝိညာဉ်နှလုံးသားကိုဖွင့်လိုက်ကိုရသားကိုလည်းတစားပလာဖြစ်အသုံးပြုတော်မူပါနှုတ်ကပတ်တော်နဲ့အချိန်တိုင်းကိုယေရှုခရစ်တော်နာမနဲ့ဆက်ကအနဆုတောင်းကြပါ၏အာမင် okay you know the
I'm going to finish 20, verse 24 first, okay? Verily, truly, I tell you, whoever hears my word and believes him who sent me has eternal life and will not be judged, but he has crossed over from death to life. No,ပြောထားတယ်နော်တပတ်က24ကျန်ခဲ့တယ်ငါအမှန်ကန်စုဒီကငါစကားကိုနားထောင်ရင်ငါ့ကိုဇလွတ်တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရဒေချင်းမှရှင်ခြင်းတို့ကူးပြောင်းတော်သူဖြစ်တယ်လို့ Every time you see the word truly truly that means you know now I'm about to speak is the statement is solemnly telling you the truthအခုကျွန်တော်ပြောမယ့်ဥစ္စာအရာအရေးကြီးမှဒီကြီးခိုင်မာတဲ့စကားဖြစ်တယ်ဆိုတော့ပြောတော့မယ်လို့ယေရှုခရစ်တော်ကအမြဲတမ်းသူအရေးကြီးတာပြောပြီးဆိုအဲ့ဒီ truly truly လို့ပြောတဲ့ငါအမှန်ကန်ဆိုတာဆိုတဲ့စကားလုံးပြောတယ်နော်အဲ့မှာပြောတယ်နော် whoever hears my word and believe him who sent me has eternal life ပြောတယ်နော်ငါစကားကိုနားထောင်ရင်ငါ့ကိုဆက်လက်တော်သူကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရမယ်ဖြစ်တယ်တဲ့နော်ဒီမှာin order to have eternal life, you have to hear and believe Jesus' word. ကျွန်တော်အသက်ကယ်တင်ခြင်းရဖို့ဆိုတာဘာလို့တလဲဘယ်လိုထာဝရအသက်ရနိုင်မလဲနှုတ်ကပတ်တော်ကိုကြားဖို့လို့တဲ့ဒီခေတ်မှာဒီတမန်တော်ဒီရှင်ရောက်အခန်းကြီး9မှာယေရှုခရစ်တော်ကိုယ်တိုင်ပြောနေတာအဲ့ချိန်မှာဘယ်လောက်သူတို့ဂျူးလူမျိုးတွေမင်္ဂလာရှိတယ်အခုကျွန်တော်တို့အဲ့ဒီခေတ်ကတော့မရှိပဲမဲ့ဂျေဇုတော်ကြောင့်ဧဝံဂေလိတရားရှိတယ်ကျွန်တော်ဧဝံဂေလိတရားကိုတကယ်ကြားပြီးမှယုံကြည်တော်သူဖြစ်မယ်ဆိုရင်ကျွန်တော်အားလုံးကဘုရားကိုယေရှုခရစ်တော်ပြုလုပ်ခဲ့တဲ့နော်လက်ဝါးကတိုင်မှာပြုခဲ့တဲ့အမှုအသွေးသွန်းလွန်ခဲ့တာတေချင်းမှရှင်ပြန်ထမ်းမြောက်တဲ့အားလုံးကိုယုံကြည်လက်ခံတဲ့အချိန်မှာထာဝရအသက်ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပထမဆုံးကဧဝံဂေလိတရားနားကြားဖို့လိုတယ်နော်ပြီးရင်အဲ့ဒါယေရှုခရစ်တော်ကဘုရားစေလွတ်တဲ့လူဖြစ်တယ်ဆိုတာယုံကြည်ရမယ်အဲ့ဒီအချိန်မှာကျွန်တော်ကယ်တင်ခြင်းကိုရလာတာဖြစ်တယ်နော်that is say to say you know you must believe what come from God and what come from Christ ဒါကြောင့်ဧဝံဂေလိတရားကယေရှုခရစ်တော်ရဲ့အကြောင်းဖြစ်တယ်ယေရှုခရစ်တော်ပြောတဲ့အရာဖြစ်တယ်ဘုရားစီကပြောတဲ့အရာဖြစ်တယ်ဆိုတာကိုလက်ခံရမယ်အရာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်အသက်တာမှာအဲ့ဒီအရှင်ကိုယုံကြည်လက်ခံဖို့အရေးကြီးတယ်ရှင်ယောဟန်ခန်းကြီး6ငွေ30ကို John 6:29 says Jesus answered the work of God is this to believe in the one he has sent ယေရှုကလည်းဘုရားဆလွတ်တော်မူသောသူကိုယုံကြည်ခြင်းကအလိုတော်နဲ့ညီတော်အချင်းဖြစ်တယ်တဲ့ဒါကြောင့်ဘုရားကယေရှုခရစ်တော်ကိုကျွန်တော်အပြစ်အားလုံးတင်ဖို့အတွက်ကျွန်တော် the lamb of God ဘုရားကျေလွတ်တဲ့ဘုရားရဲ့ဒိုးတငယ်ဖြစ်တယ်ဆိုတာယုံကြည်ရမယ်နော်အဲ့လိုယုံကြည်တာဘုရားနှစ်သက်တဲ့အလိုတော်နဲ့ညီတဲ့အချင်းဖြစ်တယ်လို့ပြောတာဖြစ်တယ် and also here and will not be judged but has crossed over from death to life ဒီလိုကယ်တင်ခြင်းရရှိတဲ့လူတွေကဘာလို့တလဲဆိုရင်တေချင်းမှတေအသက်ရှင်ခြင်းကိုကိုမြောက်ပြီးမှစီရင်ခြင်းကိုမခံရဘူးတဲ့ how privileged and you know honor to be a child of God ကျွန်တော်ဘုရားသားသမီးဖြစ်တာဘလောက်မြတ်တယ်လဲเนาะတစ်ချိန်မှာ punish လို့ကျွန်တော်တို့เนาะ perish မခံရဘူးစီရင်ခြင်းလည်းမခံရဘူးပျက်စီးခြင်းကိုလည်းမရဘူးကျွန်တော်တို့ကတေခြင်းကလည်းအရှင်ပြန်ခြင်းကိုလွတ်မြောက်တဲ့သူဖြစ်တယ်လို့ပြောတာဖြစ်နေ you know those are the people who have eternal life those are the people who do not come into the judgment but are passed out of death into life အဲ့ဒါပြောတာဖြစ်တယ်เนาะဒါကြောင့်ကျွန်တော်တို့ကစီရင်ခြင်းမခံရဘဲနဲ့เนาะအသက်ရှင်ခြင်းကိုကူးပြောင်းတဲ့လူဖြစ်တယ်လို့ဒီမှာပြောချင်တာဖြစ်တယ် you and I who you know hear the gospel and believe Jesus Christ who sent from the Father escape judgment ဒါကြောင့်ကျွန်တော်တို့အားလုံးဒီနေ့ဒီမှာရှိတဲ့လူတွေเนาะဘုရားကိုတကယ်ယေရှုခရစ်တော်မိမိကယ်တင်ပါရှင်ယုံကြည်လက်ခံပြီးမှနော်ဧဝံဂေလိတရားကိုအကျွမ်းမဲ့ကိုးစားတဲ့လူကစီရင်ခြင်းကနေလွတ်တာဖြစ်တယ်အာမင်ဒါကြောင့်ခင်ဗျားဒီမှာလာတဲ့ကြောင့်ငါဒါရီလုတ်ခဲ့တယ်ငါတရားစီရင်ခံရမလားဆိုရင်တန်တရားမဖြစ်နဲ့တကယ်ယုံကြည်တယ်ဆိုရင်ခင်ဗျားစီရင်ခြင်းကနေလွတ်မယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ကျမ်းစာပြောတာဖြစ်တယ်နော်အဲ့ဒါကြောင့်ဒီမှာကျွန်တော်အသက်တာဒီမှာဒီအရေးကြီးတဲ့ဒီသခင်ယေရှုခရစ်တော်ကတမန်တရားဖြစ်တဲ့အရာကိုပြောတာဖြစ်တယ်နော်ဘာကြောင့်လဲဆိုဒီမှာပြောတယ်တေချင်းကနဲ့အသက်ရှင်ခြင်းဆိုတာနောက်တစ်မျိုးရှိတယ်ဘာလဲဆိုရင်ကျွန်တော်တို့ကအားလုံးကယေရှုခရစ်တော်ကိုမရတဲ့အချိန်မှာဘာဖြစ်လဲတိလား spiritually dead ဝိညာဉ်ရေးမှာတေဖြစ်နေတယ်ဘုရားရဲ့အတန်တော်ကိုမကြားနိုင်ဘူးအဲ့ဒီပေမဲ့ယနေ့ယေရှုခရစ်တော်အပြင်ကျွန်တော်လက်ခံလူတွေလက်ချိန်မှာယုံကြည်ခြင်းတရားလာတယ်ဝိညာဉ်တော်ဘုရားတစ်စိတ်ခတ်လိုက်တဲ့ချိန်မှာဘုရားနဲ့ကျွန်တော်အဆက်တွေရသွားတယ်အာမင်Wi-Fi မိသွားတာပေါ့နော်
အဲ့ဒီအသက်တာကိုပြောတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာ you know it's mean moving instantly from the state of spiritual death you know to a spiritual life resurrection union with God that's what Jesus mean the truth of the spiritual resurrection ဒါကြောင့်ကျွန်တော်တို့တည်ခြင်းကအသက်ရှင်ခြင်းကူးပြောက်တယ်ဆိုတာနောက်မှကူးပြောင်းတာမဟုတ်ဘူးနော်ကျွန်တော်တို့ကအရင်တုန်းကအပြစ်သေးမှတည်နေတဲ့လူဖြစ်တယ်နော်အဲ့ဖက်ခန်းချင်းနဲ့အငယ်တိကိုကြည့်လိုက်တဲ့အချိန်မှာတင်းတဲ့နှစ်ကိုကြည့်တဲ့အချိန်မှာနော်အပြစ်နဲ့တရားထဲမှာကျွန်တော်တို့တည်နေတဲ့လူတွေဖြစ်ဒါပေမဲ့ယေရှုခရစ်တော်ကသက်ရှင်ခြင်းကိုရတယ်ဆိုတာခဏနေကျွန်တော်တို့ပြန်ပြောမယ်နော်အငယ်25ကိုရောက်လာတဲ့အချိန်မှာဒီမှာလဲဗာပြောလဲဆိုနော် Truly truly I say to you an hour is coming is now here when the dead will hear the voice of the Son of God and those who hear will live no ဒီမှာမြန်မာလိုလဲနေနေထုတ်ပေးပါဦးနော်ဒီမှာဘာပြောနေလဲဆို25မှာငါအမှန်ကန်စုဒီကလာပြီ truly truly I say to you ဆိုတော့အရန်ရေးကြည့်တယ်နော်ငါတီးကြီးခိုင်မာပြီးမှတကယ်ငါတွေ့ခဲ့တဲ့အရာဖျားလုပ်တဲ့အရာငါပြောတော့မယ်မင်းတို့ pay attention ရန်ရင်ကြီးတွေနော်နားထောင်ကြပါလို့ပြောတာဖြစ်တယ်နော်ငါမာကန်စုတွေကတေလူနော်သူတို့ဒီဘုရားသခင်အသားတော်စကားတန်ကိုကြား၍ကြားသောအပြည့်အသက်ရှင်ရမည့်အချိန်ကာလဒီလာ၍ယခုပင်ရောက်တယ်တဲ့ Here when the dead will hear the voice of the Son of God the dead here have can be understand the spiritually and physically ဒီမှာပြောတဲ့တေလွန်တော်သူဆိုတာဘာပြောချင်တာလဲဆိုရင်တော့ဝိညာဉ်ရေးရမှာလုံးဝတည်နေတဲ့လူပြောတာဖြစ်တယ်နော်အဲ့ဒါကိုလည်းပြောတာဖြစ်တယ် being of physically တကယ်ပဲဟိုတည်ဆုံးသွားတဲ့လူလည်းပြောချင်တာဖြစ်တယ် spiritually ဆိုပြောချင်တာ lesson you know spiritually refer to those who are dead in sin ခုနပြောတယ်လို့နော်ဝိညာဉ်ရမှာတည်နေတဲ့လူအပြင်မှာလည်းတကယ်ဝိညာဉ်ရမှာရောလူရောဆုံးသွားတဲ့လူပြောနှစ်ခုပြောချင်တာဖြစ်တယ်နော် as I mentioned Ephesians chapter 2 verse 1 as for you you were dead in your transgression and sinခုနကျွန်တော်တခါပြောတယ်နော်မြန်မာလူတော့အဲ့ဖက်ခန်းကြီးနဲ့ငယ်နှစ်မှာရေးထားတယ်ဘာရေးထားလဲဆိုဒုစရိုက်အပြစ်၌ကျင်လေ၍သူဒုစရိုက်အပြစ်၌တည်လက်ရှိနေတော့တင်တို့တဲ့အဲ့ဒီထဲမှာကျွန်တော်လည်းပါတယ်အရင်တုန်းကဒီမှာရှိတဲ့လူအားလုံးပါတယ်ဖះမသိဘူးကိုကြိုက်တာကိုလှုပ်တယ်ဖះမကြိုက်တာအကုန်လှုပ်တယ်ကွာခိုးတယ်တတ်တယ်တောက်တယ်ဟိုးသူများသားသမီးပြစ်မှားတယ်အကုန်လှုပ်တယ်မကောင်းတာဘာကြောက်လဲအထက်မှာဖះနဲ့ကျွန်တော်တို့ connection မှမရှိတာဖះကိုကြောက်ရမှမသိဘူးဖះမကြိုက်တာအကုန်လုပ်တယ်အဲ့ဒီအထက်မှာကျွန်တော်တို့အားလုံးသွားနေတာဖြစ်တယ်နော်ဒါပေမဲ့ယေရှုတော်ကြောင့်ယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ကကေတီချင်းကိုရတဲ့အခွင့်အရေးကိုဖះပေးတာဖြစ်တယ်နော်ကိုလိုသဲခန်းကြီးနဲ့အငယ်73 Colossians chapter 2 verse 13 say when you were dead in your trespasses and in the uncircumcision of sinful nature God made you alive with Christ and he forgave all our trespasses ကောင်းလိုက်တာနော်ဒုစရိုက်ပြစ်၌၎င်းဇာတိပတိအရေးပြလိချစ်ကိုမခံတော့ပြစ်၌၎င်းတေးလဲရှိတော့တင်တို့ကိုခရစ်တော်အနှင့်အတူသက်ရှင်စေတင်တို့အပြစ်ရှိသမျှကြံသေးလားပါပြစ်ရှိသေးလဲရှိသမျှကိုနော်လွတ်တော်မူတယ် praise the Lord ကျွန်တော်တခါတလေစဉ်းစားတယ်နော်ဒီအပြစ်တော့ဘုရားငါ့ကိုမခွင့်မလို့ဘူးထင်တယ် no ခင်ဗျားတကယ်ဘုရားကိုလက်ခံသလားတူးထောက်ပြီးမှနော်နောင်တရပြီးမှဘုရားကိုအော်သလားအဲ့လိုအော်တယ်ဆိုရင်ဘုရားကတရှင်တော်ဝိညာဉ်တော်နဲ့ခင်ဗျားတစိခတ်ပြီးမှခင်ဗျားပြစ်မှားခဲ့တဲ့ကျွန်တော်ပြစ်မှားခဲ့တဲ့အပြစ်ရှိသမျှလို့ပြောတယ်နော် all your sin are forgiven how you know good our God နော်ကျွန်တော်ဘုရားဘလောက်ကောင်းမြတ်တယ်လေခင်ဗျားတကယ်နောင်တနဲ့အချိန်မီပြန်လာပါဘုရားခွင့်လွှတ်တဲ့ဘုရားဖြစ်တယ်အာမင်အဲ့ဒီဘုရားကိုခင်ဗျားယူသေးတော့နေ့တိုင်းကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဘုရားနဲ့ဝတ်ပြုရမယ်နော်ဒီနေ့ယူသေးလိုက်မနေ့ဖျားကြောခိုင်းလိုက်တော့မရဘူးနော်အဲ့ဒါကျွန်တော်အဲ့ counterfeit Christian ဖြစ်သွားမယ်နော်အတုဖြစ်သွားမယ်အဲ့ဒါရေးကြည့်တော့တယ်လို့ hear the voice of the Son of God and those who hear will live ဘုရားခင်ရဲ့အတန်ကိုကြားတဲ့ကြားတော်သူအသက်ရှင်မယ်တဲ့နော် this is not general hearing but this is effectually hearing with your heart my heart this is not just information this is transformation တော့ခင်ဗျားနှုတ်ကပတ်တော်ကိုကြားတဲ့ချိန်မှာခင်ဗျားဘယ်လိုကြားလဲတည်င်းအချက်လက်နဲ့ကြားလားဟေးဟုတ်သလားအဲ့လိုဟုတ်လားဒီမှာရေးထားဒီလိုရေးထားအဲ့ဒါ information နဲ့ကြားပြီဆိုရင်သွားပြီနှလုံးသားတွေကဖခင်ကဒီ message ကဒီနေ့ကျွန်တော်အတွက်ဖြစ်ပါလားဆိုတော့ဖခင်ကိုဆံငတ်တဲ့နှလုံးသားတကားဖွင့်ပြီးမှဖခင်ကိုယူနှုတ်ကပတ်တော်ကိုယူသေးလေးစားခြင်းနဲ့ခ
ခင်ဗျားနားထောင်တဲ့ရှင်ကိုခင်ဗျားအသက်တာပြောင်းလဲသွားတာဖြစ်တယ်အာမင်ခင်ဗျားဒီနေ့နဲ့မနေ့ဖြံမတူတော့ခင်ဗျားဖခင်ရဲ့သဘောတဘာဝကိုသိသွားပြီဘယ်လိုကျေးဇူးတော်ချီးမွမ်းတတ်လာတယ်သူများကိုကူညီခြင်းလာတယ်သူများတဲ့ဆုတောင်းပေးခြင်းလာတယ်ခင်ဗျားယူပဲခင်ဗျားဖခင်เจ้าလာပြီးမှအချိန်ဒီမှာတနိုင်ခွဲအချိန်ကုန်တယ်ရှုံးလိုက်တာ no transformation just you got all the information ကျွန်တော်ခင်ဗျားတို့ဒီမှာလာတဲ့အချိန်မှာ information ပဲနေတိုင်းအပတ်တိုင်းနားထောင်နေဆိုသွားပြီအကျိုးမရှိဘူး transformation ပြဘာလို့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားကနော်ခင်ဗျားတို့ကျွန်တော်နှစ်ဖက်ထက်တဲ့သားသွားလို့ခင်ဗျားတို့လည်းထိတယ်ကျွန်တော်လည်းထိတယ်အဲ့အချိန်မှာကျွန်တော်ပြောနေတာပဲဆိုမှခင်ဗျားသွားစိတ်မဆိုးနဲ့ဟာဒါကျွန်တော်ပြုတ်ပြင်ရမယ့်အရာပဲအဲ့ဒီလို positive ဘက်ကနဲ့ခင်ဗျားခံယူမှခင်ဗျားရဲ့ခရိယန်တက်တာကလက်တွေ့ကြတော့ခရိယန်တက်ရှင်ချင်းမှာဘုရားဘုန်းတော်ထင်ရှားမှာဖြစ်တယ်အာမင်အဲ့တော့ကျွန်တော်အသက်တာအရေးကြီးတယ်လို့เนาะဒါကြောင့်ကျွန်တော်ဒီအဲ့ဒီဘုရားအတန်ကိုကြားပြနှလုံးသားပြောင်းလဲတဲ့အသက်တာကိုဒီမှာပြောရှင်တာဖြစ်တယ်เนาะ will live အဲ့ဒီကြားတဲ့လူအသက်ရှင်မယ်တဲ့ you know here the word here means those who respond to Jesus' call and you know Jesus' teaching we experience new life ဘုရားရဲ့တရားစကားပဲမှာနားထောင်တယ်ခင်ဗျားဒီမှာနားထောင်လေးရတယ်ဒီမှာစာဖတ်လေးရတမန်ကျမ်းစာမှာရှိတယ်အဲ့ဒါခင်ဗျားကတကယ်ပဲဘယ်လိုတုံ့ပြန်မလဲ how you going to respond the word of God would you just hearing like as usual or maybe you respond with something oh the Lord said you know love one another and kindness and forgive one another then you apply in your life you know that's the God want us to do to pleasing God by listening his word ကျွန်တော်တို့ကတက်တာဘုရားပြောတဲ့အရာကိုလက်တွေ့အသက်တာမှာအသုံးချခြင်းကဘုရားကိုကျင့်တဲ့နေစေတဲ့လူဖြစ်တယ်အာမင်ခင်ဗျားဘုရားကိုဘယ်လိုနေတဲ့စေကိုကျွန်တော်ကြိုးစားမလဲမရဘူးတရားစကားကိုခင်ဗျားနားထောင်ပြီးမှဘုရားအလိုတော်ဘာလဲဆိုသိတဲ့အချိန်မှာခင်ဗျားလိုက်နာတာဘုရားကိုနေတဲ့စေတဲ့လူဖြစ်တယ်လူသွားနေတဲ့စေဖို့ဒီလူကို interest ပေးဖို့သွားမကြိုးစားနဲ့အဲဒီလူရှေ့မှာကျွန်တော်နားထောင်မယ်သွားမလုပ်နဲ့ကျွန်တော်တို့မမြင်ရတဲ့ invisible God ရှေ့မှာခင်ဗျားဘုရားကိုဘယ်လိုနေတဲ့စေတယ်လဲအဲ့ဒါကပိုအရေးကြီးတယ်လို့ပြောတာမျိုးနော် and hour is coming is now အချိန်ကာလဒီလာ၍ယခုပြင်ရှိတယ်တဲ့နော် now you know we are living in a world where full of dead body I mean dead body mean like a spiritual death okay လောကကြီးမှာကြည့်လိုက်တဲ့အချိန်မှာဝိညာဉ်ရေးရမှာတည်နေတဲ့လောင်းတွေတောက်ရှောက်မီလီယံဘီလီယံနဲ့ကြီးရှိတယ်တည်တယ်ဆိုတော့ physically ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့ spiritually ခမည်းအသက်တာကဘုရားကိုမရတဲ့အချိန်မှာဝိညာဉ်ရေးရမှာအသေးဖြစ်နေတာပါမခမည်းကိုဒီမှာများဟိုအနေထိုးတာခမည်းမခံစားနိုင်တော့ you know that body feel nothing like when you slept or you know whatever you want to do he not respond right အဲ့လိုပဲကျွန်တော်တို့ကဘုရားကိုမရတဲ့အချိန်မှာဝိညာဉ်ရမှာအသေးဖြစ်တဲ့အချိန်မှာဘလောက်ပဲပါပဲပြောခံစားမှုရှိထိတွေ့မှုဘုရားစကားဒီကဝင်လက်ဒီကထွက်သွားတယ်ဖြစ်နေတော့ဒါမဲ့ဒီမှာပြောတယ် an hour is coming that you know here hour is not talking about 1 hour 2 hour he is talking about an era ဘုရားစကားကြားမဲ့အချိန်ကာလရောက်လာပြီကာလဆိုတာနာရီဆိုတာတနိုင်ပြောတာမဟုတ်အချိန်ကာလဘယ်လောက်ကြာခဲ့ပြီလဲဟာနှစ်2000ကျော်ပြီတော့ကျေးဇူးတော်ချီးမွမ်းရမယ်ခင်ဗျားတို့ကျွန်တော်တို့နှစ်2000မကျော်ခင်ဘုရားကြွလာခင်ကျွန်တော်နားထောင်ဘုရားဂျေဇုတော်သူ့ရဲ့ဂျေဇုတော် extend လုပ်တာဘုရားရဲ့ဂရုဏာတော်ဘယ်လောက်ကြည်တယ်လဲကျွန်တော်နောက်မွေးတဲ့လူလေးအားလုံးဘုရားကအပေါ်ခေါ်သွားခြင်းတော့သူ့ရဲ့ဂျေဇုဂရုဏာနဲ့ရဲ့စင်တိုင်းမှာနော်ဆွဲဆံပေးနေတာဖြစ်တယ်နော် and now ဒီမှာ now ဆိုရခုဆိုတာပါတယ်နော် now imply this life-giving work and spiritual resurrection is already taking place through his teaching and his ministry ယေရှုခရစ်တော်လက်ဝါးကတိုင်မတည့်ရသေးဘူးနော်This is taking place even before the cross, before the resurrection, before Pentecost. ဒါရှင်တော်ဝိညာဉ်နဲ့ Pentecost တဲ့ဘွဲတော်မလာသေးဘူးယေရှုအသေးမခံရသေးဘူးဒါပေမဲ့ယေရှုကိုယုံကြည်တဲ့လူတော်ရတဲ့ရမယ်ဆိုကျွန်တော်အများကြီးလေ့လာခဲ့ပြီနော်ခန်းကြီး1ပြောမလားခန်းကြီး2ပြောမလားခန်းကြီး3ပြောမလားခန်းကြီး4မှာပြောမလားနော်ရှုကာမြို့မှာရှမာရိမြို့သားတွေအကုန်လုံးရှမာရိမြို့သူတယောက်ရဲ့အားဖြင့်ထာဝရအသက်ရသွားတယ်မယေရှုခရစ်တော်မတည်သေးဘူးနော်ကားတိုင်မတည့်ရသေးဘူး resurrection မလာသေးဘူးပြီးဒီတရှင်တော်ဝိညာဉ်တော်မလာသေးဘူးယခုပြင်းတဲ့သူစကားကြားတဲ့လူအများကြီးပဲနော်ခန်းကြီး1မှာကြည့်လိုက်တဲ့အချိန်မှာသူမှနော်ဒီ Andrew နဲ့ Johan ကိုတိုင်
နိချင်းဆရာယောဟန်ဆရာထွက်ပြီးမှယေရှုစကားကိုနားထောင်ရတဲ့ရတော့နောက်တစ်ခါပီတာနဲ့ရှီမုန်နဲ့ဒီပေဒရုနဲ့ဖိလိပနော်နာသနေလသူတို့အားလုံးကခရစ်တော်ရဲ့စကားကိုနားထောင်ပြီးမှထာဝရတဲ့ရတော့ပြီအခန်းကြီး3မှာနီကိုဒီမတ်နော်နီကိုတင်နောက်အခန်းကြီး4မှာခုနပြောလို့ရှမာရိအမျိုးသမီးနဲ့ရှုခါမျိုးကလူတွေအားလုံးကထာဝရတဲ့ကိုရတော့တာဖြစ်တယ်တဲ့နော်ဒီမှာဒါကြောင့်ကျွန်တော်တို့ဒီရှင်ယောဟန်ခန်းကြီး1အငယ်7မှာလည်းသူကိုလက်ခံသမျှတော့သူသည်ဟူတော့ကိုတော်ကိုယုံကြည်တော့သူတို့ကဖျားသခင်ရဲ့တားဖျားတော့ခွင့်ကိုပေးတယ်တဲ့ယေရှုတော့ကားတိုင်တော့မတက်ရသေးဘူးသူရဲ့စကားတော်ကအသက်ကိုပေးနိုင်တဲ့အရှင်ဖြစ်တဲ့အတွက်နော်အဲ့ဒီချင်းကလေးကနော်ဝိညာဉ်ရမှာတည်နေတဲ့လူကိုရှင်ပြန်ထမြောက်စေတဲ့ဖျားဖြစ်တယ်အာမင်အခန်းငယ်26ကိုအားလုံးတကူဖတ်ကြည့်အောင်အကြောင်းမူကားHere, once again, for the Father has life in himself, so he has granted the Son also to have life himself. This phrase emphasizes the self-existent and eternal nature of God the Father. When you read Exodus chapter 3, verse 14, God said to Moses, I am who I am. No? မောရှေကဘသူလဲလို့ကျွန်တော်ဘသူခိုင်းတယ်ပြောရမလဲပြောတယ်ဘုရားခင်ကလည်းငါဖြစ်တဲ့တိုင်းငါဖြစ်တယ်ဆိုတော့ဘုရားဖြစ်တယ်လို့ပြောတာဖြစ်တယ် He has no beginning no end သူအစလည်းမရှိဘူးနောက်အဆုံးလည်းမရှိတဲ့ဘုရားဖြစ်တယ်เนาะအဲ့ဒီဘုရားကဒီနေ့ဘုရားရဲ့သဘောတဘာဝငကိုတည်းရှိတဲ့ဘုရားအဲ့ဒီဘုရားကဘာပြောလဲဆိုတော့သားတော်ဒီလည်းမိမိရဲ့၌အသက်ရှင်တော်ခွင့်ကိုပေးတော်မူ၏ The granting of life to the Son signifies the divine authority and equality shared between themအဖခင်မေတော်စီမှာဒီအသက်ပေးပိုင်တော့ခွင့်ရှိတယ်။သားတော်စီမှာလည်းရှိတယ်နော်။အဲ့ဒါဘာကြောင့်လဲဆိုတော့ when you read John chapter 1 verse 4 said in him was life နော်အခန်းကြီး1ငယ်လေးမှာဖတ်တဲ့ချိန်မှာသူနှုတ်ကပတ်တော်၌ယေရှုခရစ်တော်၌အသက်ရှိတယ်တဲ့။ကိုအသက်ကိုယူပိုင်ခွင့်ရှိတယ်ပေးပိုင်ခွင့်လည်းရှိတဲ့ဖခင်ဖြစ်တယ်နော်။ဒါကြောင့်ဒီမှာလည်းဒီလိုအခန်းကြီး9ငယ်27မှာလည်းဗာပြောထားတယ်The Son gives life to whom he is pleasing to give it. ဒါတော့ဒီလေအလိုရှိသမျှတော့သူတို့ကိုရှင်စေတယ်တဲ့နော်။ဒါကြောင့်ယေရှုခရစ်တော်ဘုရားကသူကိုယ်တိုင်အသက်လေးဖြစ်တယ်။အသက်လေးပေးပိုင်တယ်ကျွန်တော်တို့အားလုံးကိုဝိညာဉ်ရမှာရှင်တန်စေတယ်။တကယ်ပဲနောက်ဆုံးနေ့မှာကျွန်တော်တို့နော် bodily resurrection body ကျွန်တော်တို့ပေးမှာဖြစ်တယ်နော် amen အဲ့ဒီဖျားဖြစ်တယ်ကျွန်တော်တို့နော် you know be careful okay no preacher no pastor no church give you life နော်ဒီဆရာစီရကတင်ချင်းရတယ်ဒီဖျားကြောင့်တမကတင်ချင်းရမရှိပါဘူးကျမ်းစာရဲ့သဘောတရားလုံးဝမရှိဘူး only God can give you life only Christ can give you life God is the life giver Christ is the life giver amen let's clap for that အဲ့ကြောင့်ဖျားပဲကေတင်ချင်းဆိုတာပေးမနိုင်တယ်ဖြစ်တယ်ဖျားပဲအသက်ရှင်ချင်းခွင့်ကိုပေးနိုင်တာဖြစ်တယ်ဒီဆရာပေးတယ်ဟိုဆရာပေးဒီအတင်းတော့ပေးတော့ no နော်အဲ့ဒါသွားမယုံနဲ့တမန်တရားမှာအဲ့ဒါမရှိဘူးနော် and John chapter 14:6 said 40 verse 6 Jesus answered I am the way and the truth and the life no one comes to the Father except through me နော်ရှင်ယောဟန်ခန်းကြီး14ငယ်6မှာပါလဲငါဒီတမန်တရားဖြစ်တယ်နော်လမ်းကြီးလည်းဖြစ်တယ်နော်အသက်လေးဖြစ်တယ်ဆိုရယ်ဖျားဖြစ်တယ်ယေရှုခရစ်တော်ကလွှဲနေအဲ့ကျွန်တော်တို့ဖျားစီကိုမရောက်နိုင်တဲ့အရာဖြစ်တယ်လို့ပြောတာချင်တာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အပြစ်ထင်းမှာတင်နေတဲ့ဝိညာဉ်ရမှာအသေးဖြစ်တဲ့လူယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့နော်ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းနဲ့ကျွန်တော်တို့ဖျားနဲ့အဆက်တွေရမှယနေ့ဖျားရဲ့သားသမီးတွေဖြစ်ရတာဖြစ်တယ်နော်အယံမုံမြတ်ပါတယ်လို့နော်အငယ်20ခွန်ကြည့်အောင်နော်အငယ်20ခွန်and he gave him authority to execute judgment because he is the Son of God. ငယ်20ခွန်ဖတ်ကြအောင် 1 to go. Amen. And also verse 22 said, the Father judged no one, but has entrusted all judgment to the Son. ခမေတော်ဒီအပေသူကမြတရားမစီရင်တော့ဘူးတရားစီရင်ရှင်ခွင့်ရှိသည်မြကိုသားတော်အားအပ်ပေးတော်မူတယ်နောက်ကျွန်တော်တို့ဘယ်သူစီရင်မှာလဲသခင်ယေရှုခရစ်တော်ပဲစီရင်မှာဖြစ်တယ်နော် Matthew chapter 28 verse 18 says all authority in heaven and on earth has been given to
me ကောင်းကင်ဘုံ၌ကောင်းမြေကြီးပေါ်၌လောင်စီရင်ပိုင်တော့အခွင့်တကိုးရှိသမျှတို့ကိုငါခံရပြီရှင်ပြန်ထမြောက်တဲ့နောက်ပိုင်းမှာနော်မဟာဇေခိုင်းချက်ပြောတဲ့အချိန်မှာအဲ့ဒါပြောတာဖြစ်တယ်နော်အဲ့လိုပြောတဲ့ဖျားဖြစ်တယ်နော်ကျွန်တော် and you know the Jesus judgment are just because they align with God's will တခင်ယေရှုရဲ့တရားစီရင်ခြင်းမှန်သမျှကဖြောက်မှတ်တယ်နော်အဲ့ဒါသိရမယ်ခင်ဗျားတို့ကျွန်တော်တို့စီရင်ခြင်းခံရမယ်ဆိုဖြောက်မှတ်တယ်လုံးဝ just ဖြစ်တယ်နော်အဲ့ဒါဘာကြောင့်လဲဆိုဖခင်ကအခွင့်အာဏာအားလုံးပြောပေးထားပြီးမှဖခင်နဲ့သဘောတူမှလုပ်တာဖြစ်တယ်တဲ့နော် because he is the son of God နော် Jesus hold the power and judge humanity precisely because he chose to experience human life ဘာကြောင့်သားတော်နော်သားတော်လူသားဖြစ်တဲ့သားတော်ကိုသူဘာကြောင့်ဒီစကားကိုပြောတယ်လဲဆိုရင်ယေရှုခရစ်တော်ကလူဇာတိအနေနဲ့ဖခင်ကလူဇာတိခံလာပြီးမှကျွန်တော်တို့ဘယ်လိုခံစားရတယ်ဆိုတော့ feeling ကိုအားလုံးသူခံစားရတဲ့အတွက်ဖခင်ကသူ honor လုပ်တာဖြစ်တယ် amen အဲ honor လုပ်မှစီရင်ခြင်းအခွင့်တမျှအားလုံးကိုသူပေးတာဖြစ်တယ်တဲ့เนาะဒီမှာဒါယေလအခန်းကြီး9ငယ်73 14ဖတ်တဲ့ချိန်မှာလဲလူသားနဲ့သူတို့ဒီမိုးတင်ကိုစီးလက်အသက်ကြီးတော့သူတို့အထံတော်ရောက်လာတယ်တဲ့။နောက်ငယ်ဆယ်လေးမှာအရရတု၌နေတော့အတီးတီးချာချာတော့ဘာသာစကားကိုပြောတော့လူမျိုးတကာတို့ကိုအုပ်စုချင်းဟာတဲ့။အဲ့ဒီလူသားဆိုတဲ့ခင်ယေရှုခရစ်တော်ဒီမှာပြောချင်းဖြစ်တယ်နော်။ဒါကြောင့်အဲ့ဒီကျွန်တော်တို့အဲ့ဒီဖခင်ကနော်တရားတစ်ဖြစ်စီရင်တဲ့ဖခင်ဖြစ်တယ်။စီရင်ခြင်းအခွင့်အာဏာအလုံးကိုယေရှုခရစ်တော်ဖြစ်တဲ့လူသားကိုအနံ့ထားခြင်းဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်။အငယ်28ပြန်ကြည့်အောင်နော်။အငယ်28ဖတ်ကြည့်အောင် 1 to go Okay, here today message the two resurrection, okay? You know, do not be amazed at this, for a time is coming when all who are in their graves will hear his voice, no? ကဲဒီမှာတင်းချိုင်းမှာရှိသမျှလူတွေတဲ့နော်ဒီမှာတော့ here he say right now ဒီမှာအချိန်ကာလယခုဆိုတာမပါတော့ဘူးနော်ခုနကျွန်တော်ဖတ်တဲ့နေရာမှာ25မှာယခုပြင်ရောက်လက်ရှိတယ်ပြောတယ်နော်ဒါပေမဲ့ဒီချိန်မှာတော့ဘာကိုပြောချင်တာလဲဆို this means you know future event of the resurrection of bodily resurrection ကျွန်တော်ခန္ဓာကိုယ်ထမြောက်ခြင်းကိုဒီမှာပြောတာဖြစ်တယ်နော်ဒီမှာတင်းချိုင်းမှာရှိတော်သူပေါင်းတို့သားတော်စကားကိုကြားမယ်တဲ့ all what's mean all every generation every nation every condition တိုင်းနိုင်ငံမှာရှိတဲ့လူမျိုးအားလုံးနိုင်ငံမှာရှိတဲ့အားလုံးဖယားသခင်ရဲ့သားတော်ရဲ့စကားတန်ကိုကြားမယ်ရှင်တဲ့ who are in their graves or tomb နော် point to the literal physical death Jesus reach extend to every grave ခမည်းဒီမှာယေရှုခရစ်တော်စကားတန်မကြားခဲ့လို့ဒီတင်းချိုင်းမှာကြံခဲ့တယ် no ပြင်လယ်အောက်မှာသင်္ကန်းရှိလားအဲ့မှာလူကြားမှာထွက်မှာကြိုက်တဲ့နေရာမှာနေအာဂါသမှာရှိလားရတယ် Elon Musk တို့အဖွဲ့ရှိလားအဲ့သူလေကြားပြီးမှထွက်လာမယ့်အချိန်ရှိတယ်နော် will hear his voice mean indicate that a specific personal sermon that cannot be ignored ယေရှုခရစ်တော်ရဲ့အတန်စကားကိုကြားတဲ့အချိန်မှာဘယ်သူမှ ignore လုပ်လို့မရဘူးလစ်လူရှုလို့မရဘူးဆိုပြောချင်တာဖြစ်တယ်ဘယ်သူမှဆိုကြားမယ်လို့ပြောချင်တာဖြစ်တယ်နော်ဒီမှာနော်ဒါကြောင့်you know when and also verse 29 said ထွက်ရမယ့်အချိန်ကာလရောက်that and come out နော်ဒီမှာပြောချင်တာဘာပြောချင်လဲဆိုတော့ you know the when you read Daniel chapter 12 verse 2ဒါယေလအခန်းကြီး7အငယ်1ကိုဖတ်တဲ့ချိန်မှာ many of those who sleep in the dust of the ground will awake these to everlasting life but the other to disgrace and everlasting contempt သူကာလနော်ဒါယေလအခန်းကြီး7အငယ်1မှာသူကာလအခါမြေမုံ၌အိပ်ပျော်တော့သူတို့ဒီနိုးကြလိမ့်မယ်အချို့တို့ကသာဝရအသက်ရှင်ခြင်းတို့၎င်းအချို့တို့ကရှင်းကြောက်ခြင်းသာဝရအသေးပြည့်ခြင်းတော့နိုးကြရမယ်ဘလောက်ကြောက်စရာကောင်းလဲကျွန်တော်တို့မတော်ဆများဒီညဘုရားခေါ်သွားတယ်မဟုတ်လဲအနာရောဂါကြောက်တည်သွားတယ်ဆိုရင်ခမည်းဘယ်မှာနိုးခြင်းတယ်လဲခမည်းရဲ့ဝိညာဉ်ဘယ်မှာနိုးမလဲနော်ကျွန်တော်လည်းပြောနေတာဖြစ်တယ်ကျွန်တော်ဘုရားနဲ့မှန်သလားမှန်တယ်လို့ဟန်ဆောင်နေတဲ့ခရိဟန်လားဒီနေ့ကျွန်တော်စမ်းစစ်ဖို့ဖြစ်တယ်နော်မတော်ဆများခမည်းဒီနေ့ခေါ်တော်မူခြင်းခံရစေခမည်းနိုးလာမယ့်နေရာကဘယ်နေရာလဲ very important be alert
where you gonna be resurrection of everlasting life or resurrection of disgrace and everlasting contempt the choice is yours ခင်ဗျားဒီလိုအသက်ရှင်တဲ့စကားပြောနေတဲ့အချိန်မှာတွာလာနေတဲ့အချိန်မှာရွေးချယ်ဖို့ဒီအချိန်ဖြစ်တယ်အာမင်ခါငါနောက်မှပျော်အောင်ဝတ်အောင်ပျော်လိုက်အောင်မိုက်လိုက်အောင်မယ်ခင်ဗျားအဲ့လိုတောင်းတမရမယ့်အချိန်ရှိတော့ကောင်းတာပေါ့ဟိုတခုနှစ်ယောက်လောအချိန်မတက်ခင်လေးမှာအချိန်ရတော့ကောင်းတာပေါ့နော်ဒါပေမဲ့အချိန်မရဘူး wrong ဆိုတော့ဖြစ်သွားတဲ့အချိန်မှာမတောင်းပန်ပေးနဲ့ခင်ဗျားနိုးလာတဲ့နေရာနော်ဘယ်နေရာလဲဆိုတော့အဲ့တော့ကြောက်စရာကောင်းတယ်နော်ဒါကြောင့်ကျွန်တော်တို့ဒီထမြောက်မဲ့နှမျိုးအကြောင်းကျွန်တော်တို့ဒီနေ့တင်ကြနံပါတ်1တခုကဘာလဲဆိုတော့နော်you know the first resurrection is the resurrection of the life အသက်ရှင်ရာထမြောက်ခြင်းအဲ့ဒါကျွန်တော်လဲလို့တယ်တရားညီကောင်မောင်နှမများအားလုံးလဲလို့တယ်အာမင်ခင်ဗျားဖခင်ကြောင်းလာတယ်ဖခင်ကိုချစ်ပါတယ်ဖခင်ကိုယုံပါတယ်ဆိုမှထမြောက်တဲ့နေရာအဲ့ဒီနေရာမရောက်သွားပြီလေ What's wrong with me I got the wrong place wrong destiny အဲ့ဒီနော်ဟာငါဒီမှာရောက်နေတာလေငါရောက်ရမယ့်နေရာဟိုမှာကိပနုတို့ကျွန်တော်တို့ကိုဆရာယုံတို့ရှိတဲ့နေရာမှာသွားမှာဒီနေရာဒီမှာပူတဲ့နေရာရောက်လာလဲဆိုသွားပြီနော်အဲ့ဒါလေတတိထားစရာပဲနော် you know that's why you know one day we all you know bodily resurrection then we you know that time we may amaze where I'm be no you know whether you are the resurrection of life or whether you are the resurrection of condemnation this is important okay so ကျွန်တော်ဒီမှာတဲ့နော် Jesus Christ will raise everyone from the dead နော်ယေရှုခရစ်တော်ကလူတိုင်းကိုရှင်ပြန်ထမြောက်စေတယ် you know that includes you know Michael Jackson whoever you name it okay Princess Diana ဘသူခမည်းကြိုက်တဲ့နာမည်ကြီးလူအဲ့လိုအလုံးလက်ထမြောက်မယ် bodily resurrection เนาะအဲ့ဒါပြောတာဖြစ်တယ်ဒါမဲ့ဒီမှာဒီခန်းကြီး9ငယ်နဲ့19မှာပြောတယ်เนาะဘာပြောလဲဆိုတော့ and come out and those who have done what is good rise to live and those who done what is evil will rise to be condemned ကဲခုနကျွန်တော်ပြောခဲ့တယ်เนาะဘယ်လိုထမြောက်မလဲနော်ဒီမှာထွက်ရမယ့်အချိန်ကလည်းရောက်တဲ့ကောင်းသောအကျင့်ကိုကျင့်တော်သူတို့ဒီအသက်ရှင်ရာထမြောက်ခြင်းတို့၎င်းတဲ့နံပါတ်1ပြောမယ်နော် what is good refer here ကောင်းသောကျင့်ဆိုတာဒီမှာဘာပြောချင်တာလဲ it's refer to living accordance with God's commandment and the teaching of Jesus Christ ကောင်းသောကျင့်ဆိုတာဘယ်လိုလဲယေရှုခရစ်တော်ဘယ်လိုတွင်တင်တယ်လဲနော်ဘယ်လိုတင်တယ်လဲတမန်တရားကဘယ်လိုတွင်တင်လဲအဲ့ဒီအတိုင်းခမည်းလိုက်လျှောက်တယ်ဆိုအဲ့ဒါကောင်းသောကျင့်ကိုကျင့်တော်သူဖြစ်တယ်And you know, it doesn't mean that we are justified by our good work. ဒါပေမဲ့အဲ့လိုကောင်းသောအကျင့်ကိုကျင့်လို့ကျွန်တော်တို့ကဖြောင့်မတ်တာတော့မဟုတ်ဘူးနော်အဲ့ဒါ make sure don't get me wrong ယုံကြည်နေခြင်းဆိုတာအခမဲ့လက်ဆောင်ဖြစ်တယ် salvation is free gift no and also that God is our side because of our good works ကျွန်တော်တို့ကကောင်းတာလုပ်လို့ဘုရားကကျွန်တော်တို့ပဲရှိတာမဟုတ်ဘူးနော်အဲ့ဒါရှင်းနားနေထားမှာဖြစ်တယ်နော်အဲ့ဒါနားမလည်ဘူးဆိုမှတ်သားမယ် it's mean a reverse the reverse ပြောင်းပြန်ဖြစ်တယ်ဘာကြောင့်လဲဆို if you are justified by faith your faith will produce good work ခမည်းဖြောင့်မတ်တဲ့လူဖြစ်တယ်ဆိုယုံကြည်ခြင်းနဲ့ခမည်းကိုကြေညာတယ်ဆိုရင်ဘာဖြစ်လာမသိလားခမည်းယုံကြည်တဲ့ဥစ္စာကတက်တယ်ဖြစ်လာပြီးမှကောင်းတော့မှုမှာကျင်နေလာမှာဖြစ်တယ်အဲ့မှာအဲ့ဒါရေးကြည့်တယ်ယုံကြည်သူဖြစ်လာပြီနော်ကျွန်တော်ခရိယန်ဖြစ်ပါဆိုခရိယန်ပြောထားတဲ့ဝိညာဉ်ပဂတိအကျိုးကျေးဇူးတွေဘယ်လိုအသက်ရှင်ရမလဲဆိုတော့တခုမှမရှိဘူးဆိုတော့ခင်ဗျာရှောက်လိန်နေတာပဲဖြစ်တယ်နော် and also if God is our side he will empower you to do good work ဘုရားကကျွန်တော်တို့ဖက်မှာရှိတယ်ဆိုရင်ဘာလုပ်ပေးမလဲဝိညာဉ်တော်ဘုရားကိုခင်ဗျာကောင်းတဲ့အလုပ်မှာကျင်လေဖို့ဝိညာဉ်တော်ဘုရားတကူပေးမှာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့အားလုံးကဒီနေ့အလုပ်နေတဲ့အရာကောင်းတဲ့အရာလုပ်နေတာသူများနဲ့ဆုတောင်းနေတာပေးကမ်းစုကျေးအားလုံးကဘုရားကကျွန်တော်တို့ကိုအခွင့်အာဏာတကူအဲ့လိုလုပ်နိုင်ဝိညာဉ်တော်ဘုရားပေးထားခြင်းဖြစ်တယ်အာမင်ခါလေကျွန်တော်တို့အရန်ပိုက်ဆံရလို့ပေးလိုက်တယ် no ခင်ဗျားစိတ်ထဲမှာအဲ့ဒီဝိညာဉ်တော်ဘုရားကခင်ဗျားဒီနေရာမှာဆက်ကပ်ရမယ်ခင်ဗျားဒီနေရာဒီသတင်းကိုကြားလို့ခင်ဗျားစီမှာရောက်လာခင်ဗျားကိုဘုရားအခွင့်ရေးပေးတာကဲငါသမီးရေငါသားရေဒီဟာလုပ်အဲ့ဒီမှာဘုရားကအဲ့ဒီ power look and power look တာပဲเนาะ and also if you are united to Christ you will bear the fruit of good work ကျွန်တော်ကယေရှုခရစ်တော်စီမှာရှိတယ်ဆိုမှယေရှုခရစ်တော်ရဲ့သဘောတဘာဝဝိညာဉ်ပဂတိရဲ့အကျိုးကျေးဇူးတစ်ခုမှအဲ့ဒီအသီးတွေမသိဘူးဆိုတော့ဘယ်လိုလုပ်ခင်ဗျား
ဖခင်ရဲ့ဖြောင့်မတ်တော်သူဖြစ်တယ်ကောင်းတော်မှုမှာကျင့်လေတယ်ဆိုဘယ်လိုပြောမလဲနော် Don't get me wrong နော် even you do a good work it doesn't count your salvation but if you truly justified by faith you know your faith will produce a good work and also God empower you to do good work that's the point okay အဲ့ဒါကျွန်တော်တို့အရေးကြီးတယ်နော် okay and also you know the resurrection of the just involve a judgment for you know eternal reward ကျွန်တော်ခရစ်ယာန်တွေနော်ဖခင်ကိုတကယ်ယုံကြည်တဲ့လူရဲ့ထမ်းမြောက်ခြင်းကဝမ်းမြောက်စရာရှိတယ်နော်ဘာကြောင့်လဲ reward လို့ခေါ်တဲ့ဆုရမှုဖြစ် amen နော်နိကောခန်းကြီး9ငယ်10မှာ 2 Corinthians 5:10 say for we must all appear before the judgment seat of Christ so that each of us may receive what is due us for the things done while in the body whether good or bad ကြည်တင်ချင်းရပြီးတဲ့လူကတော့တရားခရစ်တော်ရဲ့တရားပြင်ရှင်းမှရှိတဲ့ချိန်မှာသွားမကြောက်နဲ့နော်သွားမကြောက်နဲ့ဆုယူဖို့ဖြစ်တယ် amen ဒါပေမဲ့ whether your reward will be big or small or maybe zero doesn't matter but you have safe okay salvation is safe but additional bonus or reward those who are live a good deed and doing the God will in this earth will receive reward amen အဲ့ဒါပြောချင်တာဖြစ်တယ်နော်ဖခင်တို့ခင်ဗျားဘယ်လိုဆက်ကတ်တယ်လဲအဲ့ဒီမှာခင်ဗျား reward ရမှာဖြစ်တယ်နော်အဲ့ဒီအကိုပြောချင်တာဖြစ်တယ် okay second almost done okay second resurrection is resurrection of condemnation resurrection of shame you can say အပြစ်စီရင်ထမြောက်ခြင်းအဲ့ဒါခင်ဗျားလည်းမလို့ခြင်းဘူးကျွန်တော်လည်းမလို့ခြင်းဘူးနော်အဲ့ဒါနော် and those who have done evil to the resurrection of judgment condemnation ဆုရုပ်တော့အကျင့်ကိုကျင့်တော်သူတို့ဒီအပြစ်စီရင်ထမြောက်ခြင်းတို့ထွက်ရမယ်တဲ့နော် here evil refer to those who have rejected Jesus Christ God's way and the gospel and live in sin will raise from that to judge ဒီမှာဆုရုပ်တော့အကျင့်ဆိုတာဘာပြောလဲသိလားယေရှုခရစ်တော်မိမိကရှင်ဖြစ်မယုံကြည်တဲ့လူပေတဲ့လူဘုရားရဲ့သားတော်ဖြစ်တယ်ဆိုတာကိုလက်မခံတဲ့လူဧဝံဂေလိတရားကိုလက်မခံတဲ့လူဘုရားပြောထားတဲ့ကျမ်းစာတိုင်းမလိုက်ချင်မိမှအပြစ်ထဲမှာပျော်နေတဲ့လူတွေအဲ့လူတွေလည်းထမယ်ထမြောက်မယ်ထမြောက်တဲ့ဘယ်မှာထမြောက်မလဲဆိုပြစ်စီရင်ခြင်းမှာထမြောက်မှာဖြစ်တယ် You don't want that right You don't want that kind of resurrection of condemnation judgment အပြစ်စီရင်ခြင်းခံရမယ့်ထမြောက်ခြင်းမှာကျွန်တော်လည်းမလို့ခြင်းခင်ဗျားလည်းမလို့ခြင်းဒါဆိုခင်ဗျားပါလို့မလဲ This is time repent your sin and you know back to Christ ကျွန်တော်တို့ဒီချိန်မှာဖခင်ဘက်ကိုလေ့ပြီးမှစစ်မှန်တဲ့နောင်တနဲ့ဖခင်ဘက်လာပြီးမှဒီအပြစ်စီရင်ခြင်းကိုကျွန်တော်မထမြောက်ချင်ပါဘူးဖခင်ရေကျွန်တော်နှလုံးသားကိုပြုတ်ပြင်ပါဖခင်ဘက်လေ့လာစေပါဖခင်ဝန်၌မွင့်လျော်စေပါကျွန်တော်ပြောဆိုကျင့်ကြံနေမြတ်တက်ရှင်းချင်းဖခင်ရဲ့သဘောတရားပါစီးစင်းစေပါဆိုတော့ခင်ဗျတောင်းပန်ပြီးမှနောင်တရပြီးမှဖခင်ကိုလေ့လာမယ်ဆိုတော့ဒီထမြောက်ခြင်းမှာခင်ဗျမပါတော့ amen အဲ့ဒါပြောချင်တာ when you read you know Revelation chapter 20 verse 11 to 15 there's a great white throne judgment where the dead are you know judged according to their deeds ပြတိကျမ်းခန်းကြီး20ငယ်17နဲ့15ဖတ်တဲ့ချိန်မှာပလင်ဖြူစီမံပလင်ဖြူတရားစီရင်ခြင်းရှိတယ်ပလင်ဖြူစီရင်ခြင်းရှိတယ်အဲ့ဒီနေရာတော့အရန်ကြောက်စရာကောင်းတယ်နော်အဲ့ဒီနေရာကျွန်တော်တို့တော့မရောက်ဘူးဒါပေမဲ့မယုံကြည်ပြီးမှဖခင်အလိုတောင်းမသက်ရှင်တဲ့လူခရိယန်ဟန်ဆောင်တဲ့လူအဲ့ဒီမှာရောက်မှာဖြစ်တယ်အဲ့ဒါဘယ်လိုခေါ်လဲကျွန်တော် this also call you know this second death ဒုတိယဒေချင်းလို့လည်းခေါ်တယ်နော် the judgment will result in eternal separation from God ထာဝရဘုရားနဲ့အမြဲတမ်းကွဲကာပြီးမှနော်ကျွန်တော်ထာဝရခံစားမယ်အရာဖြစ်တယ်နော် and also I forget to mention one thing the resurrection of life အသက်ရှင်ရထမြောက်ခြင်းကိုကူးပြောင်းတဲ့လူရဲ့အသက်တာမှာဘုရားပေးမဲ့ခန္ဓာကိုယ်နော်ကျွန်တော်အလုံးသိပါတယ်ဒါပေမဲ့ဒီမှာပြောချင်တယ် bring a perfect imperishable and a glorified body fit for heaven you know when you are resurrected to life နော်အသက်ရှင်ရထမြောက်ခြင်းကိုရောက်တဲ့ကျွန်တော်တို့အားလုံးကဘယ်လို body ရမလဲဆိုရင်ပြည့်စုံပြီးမှမညှိုးမနွမ်းနိုင်တဲ့နော်ဘုံတော်ထင်ရှားတဲ့နော်ဝိညာဏကိုနဲ့ကောင်းကင်တဲ့မြေကြီးတွေမှာအစဉ်ပြေဆုံးဖြစ်တဲ့ခန္ဓာကိုယ်ရမှာဖြစ်တယ်အာမင်အဲ့မှာအိုချင်းနာချင်းတေချင်းတိုးပြည့်ရကြခြင်းမရှိဘူးပေါင်းမှမရှိတဲ့အဲ့ဒီ body ကိုရမှာပဲ what about the one who raised to the condemnation တို့
ပြစ်စင်ခြင်းကိုရတဲ့လူတွေကြတော့ဘယ်မှာဘာဖြစ်လဲဆိုတော့ just as believer receive a glorified incorruptible body fit for a new heaven the unsaved receive the resurrected body immortal body that is fundamentally suited to endure the condition of the hell for eternity နော်ဒီမှာကြည့်အောင်ကျွန်တော်တို့နောက်ထာဝရဘုရားနဲ့စူးစမ်းမဲ့နော်အသက်ရှင်ရာထမြောက်ခြင်းကိုရမဲ့ body ကဘာလဲဆိုတော့ဦးချင်းနာချင်းဘာမှဖျားချင်းနာချင်းမရှာကောင်းကင်တဲ့မြေကြီးနဲ့ perfect ဖြစ်တဲ့ခန္ဓာကိုယ်ရတယ်လို့တဲ့အပြစ်စီရင်ခြင်းကိုခံရတဲ့လူလည်းကျွန်တော်တို့လူတွေနော်မတည်နိုင်တဲ့ body တခုတော့ရမယ်နော်အသက်ဘာလဲဆိုတော့မတည်နိုင်တဲ့ body ရမယ်ငရေမှာခံရမယ်ဆင်းရဲဒုက္ခကိုကွက်တိတို့နော်တည်လည်းမတည်ရှင်လည်းမရှင်နိုင်အရန်တတက်လုံးခံစားရမယ် body ကိုဖျားပေးမှာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဒီမှာရောက်လာကြတဲ့လူခင်ဗျားမတော်တဆရောက်လာတော့မဟုတ်ဘူးနော်ခင်ဗျားဒီ message ကိုဖခင်ကအချိန်ကွက်တိဒီမှာနားထောင်ဖို့ဖြစ်တယ်ကျွန်တော်အသက်တာပြင်ဆင်ဖို့ဖြစ်တယ် you never know when God is calling us come on my son come on my daughter come up here ဒီဘက်ထွက်လာမှာပေါ်တက်လာခဲ့ပြီဆိုပေးချင်းကျွန်တော်ခေါ်မလဲတိလားသူမှမသိနိုင်ဘူးဒီညလည်းဖြစ်တယ်မနေ့ပြန်လည်းဖြစ်သွားနိုင်တယ်ခင်ဗျား ready ဖြစ်ပြီလားပေးမှထမြောက်ခြင်းတယ်လေအဲ့ဒါနော်ကျွန်တော် here key take away your eternal destination is directly tied to the nature of your action ဒီမှာပြောတယ်ခမည်းရဲ့ထာဝရသွားမယ့်နေရာကယနေ့အသက်ရှင်တဲ့ချိန်မှာခမည်းဖခင်ရဲ့အလိုတော်နဲ့ညီအသက်ရှင်သလားအဲ့ဒီမှာဆုံးဖြတ်မှာဖြစ်တယ်နော်ပြီးမှနော် those who live reflect genuine faith and goodness will rise to the resurrection of life နော်စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ရဲ့အလိုတော်ဝန်ခံမိမှအသက်ရှင်တဲ့လူကအသက်ရှင်ရာထမြောက်ခြင်းကိုရမှာဖြစ်တယ် Amen. Oh, those who reject Jesus Christ as personal Lord and Savior rejected the gospel and the teaching of Jesus Christ and his commandment. Do evil deeds will rise to the resurrection of condemnation. ကဲယူခင်ဗျာယေရှုခရစ်တော်ကိုလည်းညင်းပယ်တဲ့နှုတ်ကပတ်တော်လည်းလာမပြောနဲ့နော်ကေဒီဧဝံဂေလိတရားဆိုခောက်ပေါင်းတရားရှိပြီလာမပြောနဲ့နားလည်းနားမထောင်ခြင်းဘူးယေရှုခရစ်တုန်တင်ချက်လည်းကျွန်တော်နားမလည်ဘူးဘာတွေပြောထားတယ်လဲဆိုတာတို့နားမလည်ဘူးငါလှုပ်ချင်တာလှုပ်မယ်ဆိုရင်တော့ခမည်းတေချာတယ်အပြစ်စီရင်ရာထမြောက်ခြင်းမှာပါသွားမှာဖြစ်တယ်ဒါကြောင့် the choice is your ကျွန်တော်ဆုံးဖြတ်မှာဒီနေ့ကျွန်တော်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လည်း mando genuine faith ပေါ့နော် genuine faith ဆိုတာစစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ဖခင်ရဲ့သဘောတရားကိုနားလည်ပြီးမှဖခင်အလိုတော်တိုင်းကောင်းသောအချစ်မှာကျင်လေပြီးမှအသက်ရှင်ရာထမြောက်ခြင်းကိုရောက်တဲ့ယုံကြည်သူတိုင်းဖြစ်ကြရအောင်လို့နှုတ်ကပတ်တော်အခွင့်ပေးချင်ပါတယ်ဘုရားနာမတော်ဘုန်းကြီးပါစေအာမင်